မငြိမ်သက်သွားပြီးစပွဲပေါ်ကကြောက်စိမ့်ပလင်းလေးကိုစိုက်ကြည့်နေမိတယ်အထဲမှာတော့အနီရောင်စည်းပန်းလေးကတိတ်ဆိတ်စွာလဲရောက်နေလေရဲ့ဒါဟာကံကြမ္မာပဲပေါ့ကျမမျက်ရည်ဝဲလူနီးပါခါတီးလုံးနဲ့အပြုံးတစ်ခုကိုပြုံးလိုက်မိတယ်ရှောင်ရွန်းရှင်တစ်ချိန်ကအထင်သေးခဲ့တဲ့ကျမဟာတနေ့မှရှင့်ရဲ့တစ်ခုတည်းသောအသက်ကယ်တင်ရှင်ဖြစ်လာမယ်လို့အိမ်မက်တောင်မဖူးရဲ့လားရှင်ကျမကိုအဆက်ခွဲခဲ့တဲ့ရှင့်ရဲ့စံအိမ်တော်တွေကနေမောင်းထုတ်ခဲ့တယ်ဒါပေမဲ့ရှင့်ရဲ့အသက်ဟာကျမလက်ထဲမှာရှိနေတယ်ဆိုတာကိုတော့ရှင်မသိခဲ့ဘူးပဲကန်တရားရဲ့ဆက်ဝိုင်းကတကယ်ကိုလေပတ်ပုံစမ်းကြတာပဲကျမကိုမြင်လိုက်တဲ့အခါရှောက်ထောင်းကအနှဲငယ်ကြောက်လန့်သွားပြီးသခင်မလေးအခုဘာဆက်လုပ်ကြမလဲစစ်သူကြီးစံအိမ်ကလူတွေကျမတို့ကိုလာရှာကြတော့မှလို့မေးရှာတယ်ကျမအပြုံးကိုရက်လိုက်ပြီးတင်းငိမ်နဲ့မျက်နှာပေးနေပဲသူတို့လာရင်ရောဘာဖြစ်လဲပစ္စည်းကငါလက်ထဲမှာရှိနေတာပဲစီကန်းတွေကိုအခုငါကပဲတတ်မှတ်မှာကျမလည်းကြောက်စိမ့်ပလင်းလေးကိုအိတ်ကက်ထဲတေးသေးချာချာထည့်လိုက်တယ်သွားပြီးခြံတကားကိုပိတ်လိုက်တော့ဒီနေ့ဘသူ့ကိုမှအဝင်မခံနဲ့ရှောက်ထောင်းလဲကောင်းညစ်ပြီးအပြေးလွှားသွားလို့လေရဲ့ကျမကတော့အခန်းထဲမှာထိုင်ရင်းလက်ဖက်ရည်တအိုးဖြောလိုက်တယ်လက်ဖက်ရည်နဲ့တင်းပြန့်လာတာနဲ့အမျှကျမရဲ့စိတ်ဟာလည်းအရင်ကထပ်ပိုပြီးတည်ငြိမ်နေခဲ့တယ်ရှောင်ရွန်းရှင့်အတွက်ဘယ်အရာကပိုရေးကြီးမလဲဆိုတာကျမသိချင်လှပြီးရှင့်ရဲ့အသက်လားဒါမှမဟုတ်ရှင့်ရဲ့မမာနာလားကျမကြာကြာစောင့်လိုက်စရာမလိုခဲ့ပါဘူးနောက်တနေ့မနက်မှာပဲခြံတကားကိုလာခောက်တန်ကြားလိုက်ရတယ်အဲ့ဒီတကားခောက်တန်တွေကအရေးတကြီးနိုင်လာသလိုညှင်းဆန်လို့မရတဲ့အာနာဆက်တွေလည်းပါဝင်နေတယ်ရှောက်ထောင်းကကျမကိုပြပြတလဲကြည့်လာတဲ့အခါကျမကတော့လက်ဖက်ရည်ကိုတငုံအေးဆေးတောက်လိုက်ပြီးသွားဖွင့်ပေးလိုက်လို့ပဲပြောလိုက်တယ်အပြင်ဘက်မှာရောက်နေတာကတော့အိမ်တော်ထိန်အိုကြီးရှောက်ကွန်ပါမနေ့ကကျမကိုတနာညာတာမှုမရှိပဲအဆက်ခွဲခဲ့သူဟာသူပဲဖြစ်ပေမဲ့အခုတော့သူ့မျက်နှာမှာအဲ့ဒီလိုအရေးအယောင်တွေမရှိတော့ဘူးဟုံးကွယ်မရတဲ့စိုးရိမ်ပူပန်မှုတွေနဲ့ဟန်ဆောင်ပြုံးတွေပဲရှိတော့တာသူကကျမကိုတခင်မလေးချန်လို့ခေါ်ပြီးခါစားလာတယ်ကျမကတော့သူ့ကိုအထဲပေးဝင်ဖို့စိတ်ကူးမရှိတာမို့တကားဝမှာပဲရက်နေလိုက်ပြီးအိမ်တော်ထိန်လျှောက်ဘာကိစ္စရှိလို့လဲလို့မေးလိုက်တယ်အိမ်တော်ထိန်လျှောက်ကငုံမဲမဲ့ပြုံးကြီးနဲ့တခင်မလေးချန်ကျွန်တော်မျိုးကမျက်စိကန်းခဲ့လို့မမြင်တတ်ခဲ့တာပါအာကာတတွေမထားပါနဲ့တော့စစ်သူကြီးကသူနေမကောင်းဖြစ်နေတဲ့အရန်ကိုစိုးရိမ်ရတဲ့အခြေအနေပါဗျာကျမကတော့မသိနားမလဲဟန်နဲ့မျက်ခုံးပင်းပြလိုက်ပြီးဩဟုတ်လားစိတ်မကောင်းစရာပဲလို့ဆိုလိုက်တယ်ကျမရဲ့လေတံမှာတနာကယူနာအရေးအယောင်နည်းနည်းလေးတောင်မပါဘူးအိမ်တော်ထိန်လျှောက်ကဒေါသကိုမျိုးသိပ်ထားရလို့မျက်နှာဖြူလျော်သွားတယ်သူကအသက်ကိုပြင်းပြင်းရှူလိုက်ပြီးတခင်မလေးချန်နန်းတွင်သမားတော်ကပြောတယ်တခင်မလေးစီမှာရှိတဲ့ဇီးပန်းကပဲစစ်သူကြီးကိုကယ်နိုင်မယ်တဲ့လင်မယားအဖြစ်ပေါင်းသိမ်းခဲ့ဘူးတဲ့တန်ရောစင်ကိုငဲ့ညာပြီးအဲ့ဒီပန်းကိုပေးသနာဖို့တောင်းပန်ပါတယ်လို့ပြောရှာတယ်လင်မယားတန်ရောစင်ဟုတ်လားဒါဟာကျမကြားဘူးသမျှထဲမှာအကြီးဆုံးပြက်လုံးပဲအိမ်တော်ထိန်လျှောက်ရှေ့ရဲ့မှတ်ဉဏ်ကတိတ်မကောင်းဘူးပဲလွန်ခဲ့တဲ့ရက်တွေတုန်းကစစ်သူကြီးရဲ့အမိန့်နဲ့ကျမကိုမောင်းထုတ်ခဲ့တာဘာလို့လဲကျမဆိုင်အိမ်တော်တွေကထွက်လာတော့ကကျမကိုခွေးတကောင်လိုကြည့်ခဲ့တာဘာလို့လဲအဲ့ဒီတုန်းကတော့လင်မယားတန်ရောစင်အကြောင်းမပြောခဲ့ကြဘူးနော်ရှောက်ကွန်ရဲ့မျက်နှာကနီမြန်းရာကနေပြာနှမ်းသွားပြီးနဖူးမှာချွေးအေးတွေပြန်လာတယ်သခင်မလေးဒါဟာနားလည်မှုလွဲတာပါအစီကံတွေရဲ့မိုင်မဲမှုကြောင့်ပါတော်တော့ကျမကဖြတ်ပြောလိုက်တယ်ရှေ့ရဲ့စင်ကြီးတွေကိုကျမမကြားချင်ဘူးကျမကသူ့ကိုစိုက်ကြည့်ရင်အေးဆက်စွာပြောလိုက်တယ်ပြန်သွားပြီးရှောင်ရံကိုပြောလိုက်အဲ့ဒီပန်းကိုလိုချင်နေဆိုရင်သူကိုယ်တိုင်ကျမရဲ့တကားရှိမှာဒူးထောက်ပြီးလာတောင်းပန်ရမယ်လို့